Hello，大家好。今天老师准备咩？拼音啊，ဒုတိယအပိုင်းလေးရတော့单韵哦，单韵哦。သူကဘာတွေပါလဲဆိုရင်啊、我、一、乌、鱼ဆိုတဲ့စာမှာ老师တို့ပါဇက်ကိုနည်းနည်းလေးဟာလိုက်ရပါမယ်ဒီဥစ္စာဟိုးပါဇက်လုံးလုံးလေးနဲ့ဟိုးဆိုတဲ့အတန်လေးထွက်ရပါမယ်ဒီဥစ္စာကကြတော့သူကဘာအဓိပ္ပာယ်လဲဆိုရင်သူကငန်းဆိုတဲ့အဓိပ္ပာယ်ကိုခေါ်ပါတယ်老师တို့တရုတ်မှာဆိုရင်ငန်းကိုလို့ခေါ်ပါတယ်အဲ့တော့သူ့ရဲ့အတန်ကိုလို့ထွက်ပြရပါမယ်အဲ့ဒါမှမှန်ပါလားဒီရွေးလေးရတော့ယူဆိုင်ရမှာတော့အပေါ်မှာအဆက်လေးနဲ့ဆက်မပါပါဘူးရွေးအပေါ်မှာအဆက်လေးနဲ့ဆက်ပါပါမယ်အဲ့ဒါလေးရတော့ယူဆိုင်ရမယ်စကားလုံးလေးဖြစ်ပါတယ်